ဆိုင်မှာ surprise box အကြီးရထားတယ်နော် surprise box တွေဖောက်မလို့ပါဆိုင်မှာဒါပဲအထဲမှာဘာရုပ်ကလေးပါမလဲပေါ့ဒါ surprise box ရောက်လဲဆိုတော့ဘယ်နာကြီးဖောက်တာဘယ်နာဖောက်ကမလဲအိုးဒီဘက်နောက်ဘက်ဖောက်ဒီဖောက်လိုက်ပြီဟာ ဒီလိုsurprise အရုပ်ကလေးတွေ KD ချိုက်မှာအများကြီးရှိတယ်ခဏနေရောင်းချပေးမယ်ဟွာခဏ surprise box ကတော့တကယ်မရောင်းပါဘူးအဲ့ဒါ pre order တင်ထားပါတယ်အခုကတော့တကယ်ရောင်းမဲ့ surprise box လေးတွေဒီ blind box လေးတွေရောင်းပေးပါမယ်ဒါလေးကတော့လီလာ zoom mini လို့ခေါ်တယ်ဒါလေးကဘာလဲဆိုတော့ဖုန်းမှာချိတ်ထားလို့ရတဲ့အမျိုးအစားမျိုးဖြစ်ပါတယ်ပြီးသွားလို့ရှိရင်ဒီမှာဆိုင်ရဖောက်ထားတယ်ဒါလေးတွေကမျက်လုံးလှည့်လို့ရတယ်မျက်လုံးလေးတွေကလေအမျိုးမျိုးလှည့်လို့ရတယ်သူကတော့ဒီ version လေးပဲဖြစ်ပါတယ်ပြီးသွားရင်ဒီအယုတ်ကြီးကလည်းအရန်လှပါတယ်နော်သူလည်းမျက်လုံးလှည့်လို့ရပါတယ် Nomi weather focus လေးပါဒါလေးကပြီးသွားရင်အရန်ကိုအိတ်ချင်နေတဲ့လူတွေအတွက် sleepy baby ဒါ sleepy baby လေးပါဒီကောင်လေးတွေဆိုလည်းအရန်လှပါတယ်နောက်ပြီးတော့အရန်အငူတန်တဲ့ကာလေးတို့အတွက်နော် cry baby လေးပါသူလည်းချစ်စရာလေးပါအဲ့တော့ blind box မျိုးစုံတနေရာထဲမှာအစုံရပါတယ်အဲ့တော့ blind box လို့ရင် KD ချိုက်ကိုဆက်သွယ်လိုက်ပါဒါပေမဲ့ပထမဦးဆုံးလာခဲ့တဲ့ blind box ကြီးကတော့ရောင်းဖို့မဟုတ်ပါဘူးဒါ limited edition ပါ